အားလုံးကိုမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာကတော့ဝက်ခောက်ခင်းလေးပဲဖြစ်ပါတယ်ဒီဆုံးဒီပုပ္ပစုကိုဝတ်တာကိုသူ့ရဲ့အနေထားလိုက်9မိနစ်10မိနစ်ထိုးရင်9မိနစ်အဲ့လောက်ကြာမှပြုတ်ပါမယ်ပြုတ်ပြီးတော့အခောက်ကပြော့လိုက်ပြီဆိုတဲ့အနေထားမှာတော့အပြင်ကိုပြန်ထုတ်လိုက်ပါဒီဆင်းပြီးတော့ရင်တော့ဝတ်တာတွေကိုရတာဝင်ပြီးတော့ကျုပ်ပွားနေစေဖို့အတွက်ဝတ်တာကိုစုမဲ့ထိုးပေးရပါမယ်အဲ့လိုမျိုးဆူထိုးပြီးတော့ပြီဆိုရင်တော့ဝတ်သားရဲ့ဆူထိုးရတဲ့အပေါက်လေးတွေကိုရှာလကာရီကိုစိတ်ဝင်သွားတဲ့အထိလုပ်ပြရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့စားကိုဖြူမယ်ရှာလကာရီလိုပဲဝတ်သားရဲ့အခေါက်လေးတွေထိစိတ်ဝင်သွားတဲ့အထိဖြည်းဖြည်းချင်းတည်တည်ရှိရဖြူနေပြရပါမယ်ဒီဆင်းပြီးတော့ရင်တော့ဝတ်သားကိုပြောင်းပြန်ပြန်လာလိုက်မယ်အဲ့အတွင်းဘက်အသားချမ်းကိုအရသာထဲကိုတော့အရသာဝင်အောင်အသားကိုပပလီးပေးရပါမယ်အပေါ်ရန်နေပါပဲဒါရမုံမီလို့ပြီးသွားပြီဆိုရင်တော့အရသာအတွက်ကျွန်တော်သင်ဆက်ထားတဲ့အရသာမုံလေးတွေနေပါမယ်ဒီဆင်းပြီးသွားရင်တော့ဝတ်သားကင်တဲ့အခါမြင်မြင်စီဖို့အတွက်ဝတ်သားရဲ့ဟိုဘက်ထိဒီဘက်ထိကိုတုပ်ထိုးမယ်။ဘောင်းရက်ထဲလို့မိတင်နာပြီဆိုရင်တော့ဝတ်သားရဲ့အနေထားကိုအနည်းဆုံး10မိနစ်တခါတော့ဖွင့်ကြည့်ရပါမယ်။ခုလိုကွက်ချပြုတ်လေးထားလိုက်ရင်တော့မိမိရောက်ဒီလိုပြုံးမထားတဲ့နေရာတွေကမိရောက်အောင်ဝတ်သားကိုလှည့်ခင်းပေးရပါမယ်။ညနေခင်းတစ်ခုပြုတ်လေးထားလာတဲ့အနေထားရောက်ရင်တော့ဝတ်သားပြောက်အပြင်ထုတ်လို့ရပါပြီ။ပြီးရင်ပေါ်ရမှာမဲတဲ့နေရာလေးတွေရှစ်ထုတ်မယ်။ပြီးရင်ဝတ်သားပြောက်ကထွက်တဲ့အစီချောင်းလေးတွေကိုစီချောင်းဆက်မဖြစ်အောင်ပေါ်ဝါလေးနဲ့တုံမယ်။နည်းနည်းလာဆင်မယ်။ကိုယ်စိတ်တန်းကြအနေထားရပြီဆိုရင်ဝတ်သားပြောက်ကိုပေါင်းလို့ထဲမှာ9မိနစ်10မိနစ်လောက်ပြောနေနှက်ထားလိုက်ရင်ကျွန်တော်တို့လိုချင်တဲ့ဝတ်သားပြောက်ချစ်ချွေရွာလေးရပါပြီ။ခုလို့ဆိုလူရင်းတို့ရှင်ဝတ်သားကင်းလေးကိုအားလုံးပဲပြီးသွားကြမယ်လို့ပြောနေပါတယ်။ကျွန်တော်ပေါင်းနေတဲ့ like and follow လေးကိုပေးကြပါဦးတောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်။